မှာအဝင်လမ်းမှုနေရာမရှိတဲ့လူတွေတိုက်ခန်းနေသူတွေအတွက်ဆိုလို့ရှိရင်ဒီစင်လေးကလေတော်တော်လေးကိုတင့်တော်တဲ့အဝင်လမ်းစင်လေးပါသူကလေအမတို့ဒီလိုမျိုးမလိုလို့ရှိရင်အတုံးလို့ရှိရင်လို့ခောက်ထားလို့ရတယ်နေရာလုံးဝမယူเนาะဒီလိုမျိုးခောက်ထားလို့ရတယ်အတုံးလို့ရဆိုလို့ရှိရင်ဒီလိုမျိုးဖြန့်ပြီးတော့အမတို့ဆင်ပြီးတော့အတုံးပြုလို့ရတယ်ဆင်ရကလည်းတအားလွယ်တယ်သူကလေအမတို့တန်စုံမှာအလူမီနီယံကုတ်တင်အုပ်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်အမတို့ဘယ်နှစ်တန်းပါလဲဒီအပေါ်မှာဆိုမဟုတ်၄တန်းပါတယ်အမတို့အဝေးစားရေပဲလှန်ခလေးအင်ဂျီတွေစောင်းနေကြိုက်တာလှမ်းလို့ရတယ်ဒီမှာဆိုဒီအလဲမှာဆိုရင်ထမိန်နေပါလှမ်းလို့ရတယ်ဒီ3ဆင်ရဒီ3ဆင်ရထမိန်လှမ်းလို့ရတယ်ဒါလေးကအင်ဂျီတွေလှမ်းလို့ရတယ်တော်တော်မိုက်တယ်နော် तू ကလေဈေးကလေအမတို့အများကြီးသိန်းကျော်မျိုးမဟုတ်ဘူး तू က6000ဝန်းကျင်လောက်နဲ့ပဲရမှာတော်တော်အဆင်ပြေရနော်အဓိကလန်ကြိုက်တဲ့ချက်ကပါလဲဆိုလို့ရှိရင်အတုံးမလို့ရှိလို့ခောက်ထားလို့ရတယ်နေရာလုံးဝမယူအမတို့ရသိလားတော်တော်အဆင်ပြေရ size အနေနဲ့ဆိုလို့ရှိရင်လားထင်တယ်ဒါဆို2ပေခွဲလောက်ရှိနေပေါ့နော်အလျား2ပေခွဲအနံက1ပေခွဲနီးပါးလောက်ရှိရအမြင့်ဆိုလို့ရှိရင်လာက9ပေဆိုလို့ရှိရင်ဒါက3ပေခွဲနီးပါးလောက်ရှိရတော်တော်အဆင်ပြေရနေရာလည်းအရင်မယူဈေးနှုန်းကလည်းတတ်တာလေးနဲ့ရမှာမို့လို့အမတို့အမြန် order မှာလိုက်တော့နော်